2000ခုနှစ်ဝန်းကျင်မှာမွေးဖွားတဲ့ကျွန်တော်တို့လူငယ်တွေကြားထဲမှာဆိုရင်ကျွန်တော်တို့မှာ music taste နဲ့ပတ်သက်ပြီးတော့ဗောလေနော်တချင်းအရာသာခံစားပုံတချင်းနားထောင်ပုံတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားကြခဲ့ရတဲ့အကိုကြီးတယောက်စီလောက်ရှိကြမယ်လို့ထင်ပါတယ်ကျွန်တော်ဆိုရင်ဒါ96 born ပေါ့လေနော်ဒါပေမဲ့ကျွန်တော်တို့ကတကယ်လူမန်းတီးတဲ့ဖြစ်လာတဲ့အချိန်ပြီးတော့ကျွန်တော်တချင်းတွေကိုစပြီးတော့ခံစားတတ်တဲ့အရွယ်ပေါ့အရင်တော့လည်းကြီးရဲ့အရွယ်မဟုတ်သေးဘူးကျွန်တော်ခြာတိတ်အရွယ်ပေါ့လीနော်ကျွန်တော်ဆိုရင်3တန်း4တန်းအရွယ်လောက်မှာတချင်းကိုကောင်းကောင်းကြီးနားထောင်နေပြီเนาะဒါပေမဲ့လည်းကျွန်တော်တို့တေချာကြီးနားလဲနေရမျိုးမဟုတ်ပေမဲ့လည်း music taste ပေါ့လीနော်ကျွန်တော်တို့တချင်းကမြူးတယ်ဒါမှမဟုတ်တချင်းကကြမ်းတယ်ဒါမှမဟုတ်တချင်းကကျွန်တော်တို့အတွက်အရန်ကို bounce ဖြစ်တယ်ဒီလိုမျိုးပေါ့လीနော်တစ်ခုမှတစ်ခုနဲ့ကျွန်တော်တို့ကစပြီးတော့ထိတွေ့ခဲ့ကြမှာထင်ပါတယ်အခုခေတ်လူငယ်တွေကြတော့ပို့ပြီးတော့မြင့်သွားပြီပေါ့ကျွန်တော်တို့ music taste တွေကလည်းပို့ပြီးတော့ကျွန်တော်တို့အရင်တုန်းကပေါ်လာမယ်လို့တော့မထင်ထားတဲ့ music taste ပုံစံမျိုးတွေကိုတော့သူတို့ကနားထောင်နေပြီပြီးတော့ YouTube တွေပြီးတော့ TikTok တွေပြီးတော့ Facebook တွေဒါတွေဆိုလည်းအများကြီးတွင်ကျယ်နေကြပြီပေါ့လေကျွန်တော်တို့ကြတော့ဒီလို internet တွေလည်းအရင်ကြီးမကောင်းသေးဘူးကျွန်တော်10တန်းပြီးမှာတော့မှဒါ internet တွေသုံးမယ်ဆိုရင်ဒါငွေ1000နဲ့ကျွန်တော်တို့ရှောက်ရတဲ့အခြေအနေပဲရှိသေးတယ်ဆိုတော့ကျွန်တော်တို့ငယ်တုန်းကဆိုတော်တော်ဝေးသွားပြီပေါ့လေဆိုတော့ကျွန်တော်သချင်းတွေကိုစပြီးတော့တီချာလေးနားထောင်ဖြစ်တဲ့အရွယ်က maybe 2004 sorry 2000နဲ့ဝန်းကျင်လောက်ဖြစ်မယ်เนาะ2000နဲ့ဝန်းကျင်ကျွန်တော်တော်တော်ငယ်သေးရဲ့မူလာတန်းကျောင်းသားအရွယ်မှာကျွန်တော်အကိုကြီးတယောက်ရှိပါတယ်ကျွန်တော်တို့အမျိုးထဲမှာကျွန်တော်အကိုကြီးရဲ့အိမ်ကိုကျွန်တော်ညီကိုနှစ်ယောက်သွားလေတိုင်းသူ့အခန်းကိုအရန်ဝင်ခြင်းတယ်သူ့အခန်းကိုအရန်ဆက်စုခြင်းတယ်အရန်လေ့လာခြင်းတယ်ပေါ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ညီကိုနှစ်ယောက်ကငယ်ငယ်လေးကကိုပိုင်ခန်းရယ်လို့သိပြီးတီးတန့်မရှိခဲ့ဘူးကျွန်တော်တို့မှာထက်ခိုးရှိရရင်တော့အဲထက်ခိုးမှာကျွန်တော် game set ထားတယ်ညီကိုနှစ်ယောက်အိတ်တယ်ဒါလိုပြီးကျွန်တော်တို့မှာတီးချာ decoration ဘာမှကျွန်တော်တို့လုပ်လို့အဆင်မပြေဘူးပေါ့လေနော်ကျွန်တော်တို့မှာတီချာမီးအလင်းရမယ်အခန်းကောင်းကောင်းလေးဝင်လေးထွက်ကောင်းမယ်အခန်းကောင်းကောင်းရေအခန်းလို့ပြောလို့ရလောက်တဲ့နေရာတက်မတ်ကျွန်တော်တို့မှာမရှိခဲ့တော့ကျွန်တော်တို့ကအဲ့အကိုလိုမိသားစုအိမ်ရောက်ပြီဆိုရင်သူ့အခန်းကကျွန်တော်တို့အတွက်ကအရန်ကိုနက်ပြည်ကြီးလိုပဲပေါ့ဗျာသူခန်းထဲကိုဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီသူတို့ကအရင်တော့မြို့ထဲမှာနေတာပေါ့လေနော်မြို့ထဲကန်တော်လေးဘက်မှာနေတာဆိုတော့တိုက်ခန်းနေရလဲတော်တော်လေးကျယ်တယ်အဲတုန်းကလည်းသူတို့အိမ်ကြီးကတော်တော်ကြီးကိုသဘောကျဖို့ခေါင်းတယ်တိုက်ခန်းနှစ်ထပ်တွဲကိုမှသူတို့ကသူတို့မိသားစုနေကြတာပေါ်တဲ့တစ်ထပ်လုံးကကျွန်တော်တို့ရဲ့အကိုကြီးနေတာပေါ့လေဆိုတော့သူ့အခန်းကိုကျွန်တော်တို့ကတက်ဖို့ဆိုရင်လေကားနေတက်လာပြီဆိုတာနဲ့ကျွန်တော်တို့စတွေ့ရတဲ့အရာကအခွေတွေပဲဖြစ်ပါတယ်အခွေတုံးကတချင်းငွေတွေဗျာကျွန်တော်တို့သူဖွင့်တဲ့အချိန်မှာကျွန်တော်တို့ကနားထောင်ရတာပေါ့လीနော်သူ့ဆက်ပစ္စည်းတွေပြီးတော့အကိုကြီးကကျွန်တော်တို့လူငယ်ဆိုပေမဲ့ကျွန်တော်တို့ထပ်ပို့ပြီးတော့စီကန်းရှိပြီးတော့ပိုကြီးတက်ရက်တည်တက်တဲ့အကိုလို့ပြောလို့ရတယ်ပြီးတော့လည်းနည်းနည်းစီစာကြောင်တယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့အဖိုးနဲ့တူတယ်ကျွန်တော်တို့အဖိုးလဲလို့ပဲသူ့အိယာပေါ်ကိုအဲ့လိုတက်တာတိတ်မကြိုက်ဘူးတန်ရှင်းနေတာကိုသဘောကျတယ်သူတွေပေါ့ဆိုတော့ကျွန်တော်တို့ကိုကြီးခန်းထဲကိုရောက်ပြီဆိုတာ ਨੇ သူကအခွေရိုစီစီထားတယ်သူသဘောကျတဲ့ဒီ artist တွေဒီ celebrity တွေရဲ့ဓာတ်ပုံတွေကိုတက်ရကတ်ထားပြီးတော့ကွန်ပျူတာကိုကျွန်တော်မှတ်မိသလောက်ဆိုရင်ဒီပတင်းပေါက်ဘက်ကိုကြော်ပေးပြီးတော့ထားတာပေါ့ဆိုတော့လေကားဝင်လိုက်တာ ਨੇ ကျွန်တော်တို့ကအခွေစင်တွေ့တယ်အခွေစင်ရဲ့ဘေးမှာရှောက်လန်းပြီးရတယ်ကွန်ပျူတာစင်မှာတစ်ဆက်တည်းမှာပြောရမယ်ဆိုရင်သူ့အကြောင်းကိုပြောရမယ်ဆိုရင်ပြီးမယ်မထင်ဘူးသူကကျွန်တော်မြင်ဘူးသမျှကျွန်တော်တို့ဒီရွယ်သူ့ရွယ်ခုကျွန်တော်တို့ဖြတ်တန်းလာပြီပေါ့လေအဲ့တုန်းကဆိုရင်အဲ့ကိုကြီးကလည်းကျွန်တော်တို့ဒီចောင်းသားရွယ်ပေါ့တက္ကသိုလ်ចောင်းသားရွယ်အသက်တော်တော်ကွာတာပေါ့လေကျွန်တော်နဲ့ဆိုရင်ဆိုတော့သူ့ခန်းကပစ္စည်းတွေရတယ်ကျွန်တော်တို့အထူးဆန်းနေပေါ့ကျွန်တော်တို့အိမ်မှာဆိုဘာရှိမလဲဗျာကျွန်တော်တို့နဲ့သက်ဆိုင်တာဆိုအယုတ်ပဲရှိမယ်အယုတ်ရှိမယ် game set ရှိမယ်ကွန်ပျူတာရှိမယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့အရွယ်ကလည်းကွန်ပျူတာကိုကာကနာဘာသုံးတတ်သေးလို့လေဗျာအဖေသာဝယ်ပေးတာသိရမလားဟိုရှောင်းနေဒီရှောင်းနေပဲရတာပေါ့လေဒါပေမဲ့ကျွန်တော်တို့ကိုကြီးကတော့အဲ့ game မှာအဲ့ခေတ်ရဲ့ game တွေထဲမှာဆိုရင်သူစော့နေရဆို red alert တို့ general တို့ပေါ့ကျွန်တော်တို့လူငယ်ဘဝမှာလူတိုင်းဒီပါထိတွေ့ဘူးတယ်2000ခုနှစ်ပုံနေတော်တော်များများထိတွေ့ဘူးတဲ့ game တွေကိုသူကအိမ်မှာ AC ထိုင်ဆော့တယ်ပြီးရင်တချင်းတွေဖွင့်တာထောင်တယ်အဲ့တော့ကျွန်တော်တို့ညီကိုညောက်လာပြီဆိုရင်သူကကျွန်တော်တို့ထိန်းရတယ်ဗောလေထိန်းရတယ်ဆိုတော့ကျွန်တော်ညီကိုညောက်လည်းအရန်စော့တဲ့လူတွေမဟုတ်တော့လေသူ့ခန်းလေးကိုယုံကြည်ဝင်ဝင်ရတာဗောလေနော်အဲ့တော့အပေါ်ရောက်ပြီဆိုတာနဲ့သူစနာထောင်ပြတဲ့တချင်းကကျွန်တော်တို့ music genre တွေနဲ့အရင်ပြောရမယ်ဆိုရင်music taste က emo တွေပြီးရင် new metal တွေပြီးရင်
punk နေ punk rock တွေပြီးရင် hip hop ပေါ့လीနော်အဲ့တော့ပြီးရင် pop တွေလည်းနားထောင်နေဗျ pop မှာဆိုရင်အဲ့ခေတ်ကတော်တော်လေးပေါက်တဲ့ Backstreet Boy တို့ Westlife တို့ကကျွန်တော်တို့ရဲ့တကယ် Justin Bieber တွေပဲနော် Justin Bieber မှာတယောက်တည်းမြင်အောင်သူတို့ကအုပ်လိုက်ကြီးမြင်ရတာဗျာ boy band တွေစပြီးခစ်စားတဲ့အချိန်ပေါ့ဆိုတော့ Nirvana တို့ဘာလို့လဲနားထောင်တယ်ဒါပေမဲ့ကျွန်တော်တို့ကကလေးဆိုအဲ့တုန်းကဘယ်ခံစားတတ်အောင်လဲနော်သူကတော့ Nirvana တို့ဘာလို့လဲနားထောင်ပါတယ်ပြီးရင်အထူးသဖြင့်ကျွန်တော်တို့ညီကိုနှစ်ယောက်ကိုအိမ်စာလိုမျိုးစပြီးကျွန်တော်တို့ music takes တွေကိုစပြီးတော့အကိုကြီးကပိုးသွင်းလိုက်တာကအဲ့ pan rock တွေပဲ pan rock တွေပြီးရင် new metal တွေအဲ့တော့အကိုကြီးနားထောင်တယ်များကျွန်တော်တို့ကလိုက်နားထောင်တယ်အဲ့တော့ဖင်ကောင်းကျတာတော့မဟုတ်ဘူးပေါ့လေကျွန်တော်ကြီးကြီးကျယ်ကျယ်ပြောတာလည်းမဟုတ်ဘူးကျွန်တော်တို့မြန်မာသချင်းဆိုရင်အဖေအိမ်မှာရှိတော့အဖေနားထောင်တဲ့ကျွန်တော်တို့ခင်မောင်တိုးတို့စိုးလွင်လွင်တို့စိုးပိုင်တို့ခိုင်ထူးတို့ဗီတာခင်ညိုတို့ဒါတော့ကျွန်တော်တို့သိတာပေါ့ကျွန်တော်တို့အရွယ်လူငယ်ကြိုက်တဲ့ music taste ကိုကျွန်တော်တို့ဟိုဆိုင်းခမ်းမလိုက်လောက်တော့ကျွန်တော်တို့နားထောင်တာပေါ့လေဒါပေမဲ့ကျွန်တော်တို့မှာ idol ပေါ့လေเนาะကျွန်တော်တို့ရဲ့ idol ကျွန်တော်တို့အကိုကြီးဖြစ်တဲ့အတွက်သူနားထောင်တဲ့သချင်းတွေလိုက်နားထောင်ရင်းနေပဲကျွန်တော်တို့ကဒီ global မှာပေါက်နေတဲ့ boy band တွေပြီးရင် rock band တွေ pan rock band တွေနဲ့ကျွန်တော်တို့ကဟိုပို့ပြီးတော့ထိတွေ့ခွင့်ရတာပေါ့အဲ့တော့ကျွန်တော်တို့အိမ်မှာကျွန်တော်တို့ကဟိုတစ်ခါလေကြာရင်အခွေလေးတွေဝယ်ပြီးတော့ဖွင့်နားထောင်လေးအကျင့်လေးလည်းရှိတယ်ပေါ့လေကျွန်တော်တို့ရဲ့အိမ်ရဲ့ democracy ကတော့အဲ့တခုလေးကောင်းပါတယ်ကျွန်တော်တို့ကြိုက်တဲ့သချင်းတွေကြိုက်လို့ဖွင့်လို့ရတယ်ပေါ့လေငယ်ငယ်တုန်းကကျွန်တော်ခရီးတွေသွားပြီးဆိုလဲအဖေကကျွန်တော်ကဟိုကားထဲမှာသချင်းဖွင့်ရတာကိုကျွန်တော်အရန်ကြိုက်တယ်ကျွန်တော်ကားမောင်းရတာမကြိုက်ဘူးဒါပေမဲ့ကားထဲမှာသချင်းဖွင့်ပြီးဟိုကြီးတီကြီးလောက်အောင်အရန်ကြိုက်တယ်ဘာလို့ငယ်ငယ်တွေကလည်းကျွန်တော်ကအဲ့လိုပဲလိုက်စီးလာခဲ့တာကိုအဖေရဲ့ democracy ကကျွန်တော်တို့ကတကယ်ဟိုကောင်းတဲ့အချက်တွေအများကြီးရပါတယ်အဲ့ဒါတော့သချင်းနားထောင်တာပေါ့လေဆိုတော့ကျွန်တော်တို့ကြိုက်တဲ့သချင်းကိုရွေးချယ်နားထောင်ဝင်ရှိတယ်ငါလူကြီးပဲငါကအဖေပဲဆိုပြီးငါကြိုက်တာနားထောင်မယ်ဆိုတာမျိုးမရှိပါဘူးသူနားထောင်ရင်သချင်းကြရင်လည်းသူတောင်းဆိုတယ်ကျွန်တော်နားထောင်ခြင်းနဲ့သချင်းကြရင်လည်းသူခွင့်ပြုတယ်ဟိုကျွန်တော်တို့ဘာတွေနားထောင်နေလဲမသိဘူးမင်းတို့ဟာတွေကမကောင်းဆိုတဲ့ဟာမျိုးတော့တခါမှကျွန်တော်တို့မပြောခဲ့ဘူးအဲ့ဒီတစ်ခုကတော့ကျွန်တော်တို့ရဲ့ဒီ music taste တွေကိုလိုလလစထိတွေ့ခွင့်ရရကနေကျွန်တော်တို့ခံစားချက်တွေအများကြီးအားကောင်းလာတာပေါ့လေနော်အဲ့တော့ကျွန်တော်တို့ခရီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကအဲ့အခွေတွေလိုက်ရှာတယ်ဆိုတာကခရီးသွားတဲ့အခါမှာကျွန်တော်တို့အမြန်လမ်းမရှိတဲ့အတွက်ကိုလမ်းဟောင်းတွေကျွန်တော်တို့သုံးရတာပေါ့လေလမ်းဟောင်းတွေသုံးတဲ့အခါမှာလမ်းဟောင်းတွေကကြာတယ်တစ်မျိုးဝင်တစ်မျိုးတော့သွားရတာဖြစ်တဲ့အတွက်နိုင်ပိုအချိန်ပေးရတယ်ပေါ့လေနော်ကျွန်တော်မန်းလေးတို့ဘာကိုသွားမယ်ဆိုရင်တရက်လောက်ချိန်ပေးရတယ်တော်တော်ကြာကြီးပေးရတာပေါ့လေနော်ညတွေပါအိပ်ရတဲ့ခါကျရင်တစ်မျိုးဝင်တစ်မျိုးတော့ ਨੇ နော်ပြင်ပုံကြီးတို့ဘာတို့ပေါ့ဗျာအများကြီးပဲเนาะမြို့တွေကိုကျွန်တော်တို့ဖျက်ရတာပေါ့လေအဲ့တော့တချင်းခွေတွေဝယ်တဲ့ခါမှာကျွန်တော်တို့အကိုကြီးနားထောင်တဲ့တချင်းတွေကိုကျွန်တော်တို့ကပို့ပြီးတော့မြန်မာတမ်းမိတယ်ပေါ့အဲ့ခေတ်ကကျွန်တော်တို့စမ်းချောင်းမှာဆိုရင်စိုက်ကိရိယာဆိုရွှေခရီတို့ပြီးရင်တခြားကျွန်တော်တို့ဟိုမီနီမတ်လိုဟာမျိုးရှိအဲ့မှာအခွေတွေကြီးပဲရောင်းတာဗျာဟို VCD ခွေတွေ Master ခွေတွေကြီးပဲရောင်းတာ Blu-ray disc တွေရောင်းတယ်အဲ့လိုမျိုးမှာကျွန်တော်တို့ official ဝယ်ရတာပေါ့ဒါကြောင့်လေအဲ့လိုအခွေဆိုင်တွေက official အခွေတွေအားကောင်းခဲ့လို့လေကျွန်တော်တို့ဒီ artist တွေကအဲ့ခေတ်ကာလမှာကားတွေအိမ်နေနဲ့ကိုနေနိုင်တာသူတို့စူးစမ်းရင်စူးစမ်းတော့ပေါက်ရင်ပေါက်တော့သူတို့ကအကျိုးမြတ်ခံစား권ရခဲ့ပါတယ်နောက်ပိုင်းမှာလည်းခု copyright ဒီအခွေတွေမှာကျွန်တော်တို့အခွေတွေမဟုတ်တော့ဘဲနဲ့online streaming တွေကနေ copyright ရတာလဲဒါတစ်ဖက်တစ်လမ်းထောက်ပံ့ခြင်းပါပဲเนาะအဲ့ခိုးကူးဝေခေတ်တော့သူတို့တော်တော်လေးတိုင်ပတ်သွားသေးပါတယ်အဲ့တော့ထားပါတော့လေဒါကတော့သူတို့ကိစ္စပါเนาะကိုဖြစ်တာမှမဟုတ်တာအဲ့တော့ကျွန်တော်တို့အခွေဝယ်တော့အကိုကြီးနားထောင်တဲ့ချင်းတွေဖြစ်တယ် new metal လို့ပြောလို့ရတယ် Limp Bizkit ကကျွန်တော်ရဲ့အသေးတွေကိုစပြီးဝင်လာတာပါအသေးနှလုံးတွေကို Limp Bizkit စပြီးဝင်လာတယ်ပြီးရင်ကျွန်တော် Linkin Park နားထောင်ရတယ်ဒါ punk rock လို့လည်းပြောလို့ရတယ်သူတို့ကတော့ new metal လို့လည်းသူကသုံးကြတယ်ဘာလို့လဲဆိုတော့ rap ပါတယ်เนาะ hip hop ဒီ Linkin Park band ကအဲ့လိုမျိုးစုံပေါ့လေနော်ဒါကလည်းဟိုနေ့ကကျွန်တော် Rambling by Hein YouTube channel မှာကျွန်တော် Linkin Park ကြောင်းကိုပြန်နားထောင်ရင်းနဲ့ကျွန်တော်သတိရပါလို့ဒီကြောင်းလေးကိုပြန်ပြောတာပါဒါသူ့ကို credit ပေးပါတယ်အဲ့တော့Linkin Park ကကျွန်တော်တို့အတွက်စပြီးတော့ဟိုထိတွေ့ခွင့်ရတဲ့ band တွေပေါ့လေ Limp Bizkit တို့ပါတော့ Limp Bizkit ကအဲ့တုန်းကအုတ်ထုတ်ဆိုကျွန်တော်တော်တော်သဘောကျတယ်ဗျ Limp Bizkit အုတ်ထုတ်ကိုသူကနောက်ပိတ်ပေါ့လေကျွန်တော်တို့ဒီပုံမှန်စောင်းနေကြအုတ်ထုတ်လို့ဒီတော့ပေါ်ထိပ်ဒီအလုံးကြီးနဲ့ဒီရှေ့ကြီးကကျွန်တော်တို့ကြက်လို့ရ adjust လုပ်လို့ရဟာမျိုးမဟုတ်ပဲလုံးဝနောက်ပိတ်ကိုနဲ့တော်မှာစောင်းလို့ရတယ်အုတ်ထုတ်လို့ပြောလို့ရတာပေါ့လေအဲ့လိုမျိုးကိုမှသူကဘောင်းပြီးပွားရပါနဲ့ hip hop ပဲဒါပေမဲ့ Limp Bizkit က new metal ပေါ့ကျွန်တော်နောက်မှတီချာနားထောင်တီချာနာသဘောပေါက်သွားဘာလို့ဆိုတော့သူကနောက် band ပါတယ်ဗျာ Limp Bizkit မှာကျွန်တော်တို့ညီကိုနှစ်ယောက်လောအရန်သဘောကျတဲ့
band member တယောက်ရှိတယ်အဲ့ဒါအနောက်မှာတီးတဲ့ဒီ guitarist ပေါ့သူကမျက်နှာကိုဆေးတွေနဲ့သူကဟိုမျက်နှာဖုံးနေသူမျက်နှာပုံမှန်ကိုတိတ်မပြဘူးဆေးတွေအများတန်းခြေထားပြီးသူ fashion အရန်ကျွန်တော်တို့အတွက်ဟိုမြန်မာတမ်းမိတယ်ပေါ့လေနော်Limp Bizkit ရဲ့ My Way တို့ဘာလို့ဆိုလဲအရန်သဘောကျတာပေါ့လေသူရဲ့ music video တွေဆိုအဲ့တုန်းကဆိုရင်ကျွန်တော်တို့က CGI တွေဘာတွေကအရန်ကြီးအကောင်းကြီးမဟုတ်သေးဘူးပြီးရင်ကျွန်တော်တို့အထူးပြုလုပ်ချက်တွေပေါ့လေမြန်မာလိုပြောရင်အဲ့ဒါတွေကတိတ်ပြီးတော့အရန်ကြီးမတိုးတက်ပြီမယ်ကျွန်တော်တို့ခင်မှာတော့အဲ့ music video တွေက share ပဲပေါ့လေနော်ကျွန်တော်တို့ကအရန်ထူကြဆန်းပြတယ်ပြီးရင် Linkin Park လည်းလို့ပါပဲLinkin Park တို့ပါလို့နားထောင်နေဆိုရင်လည်းကျွန်တော်ဆိုရင် crawling ဟိုပြီး Nam ဆိုရင်ကျွန်တော်ညီကိုညောင်လို့အရန်ကြိုက်ကြတယ်အဲ့ခေတ်က Nam ကိုလည်း remix တွေမျိုးစုံပြန်လုပ်ကြတယ် Jay-Z တို့ပါလို့ remix တွေပြန်ဆိုကြတယ်ပေါ့လေနော်ပြန်ရောကြတယ်ပေါ့အဲ့တော့ DJ Anwar ကကျွန်တော်တို့ Billboard ခွေထွက်ပြီးဆိုရင်နောက်ဆုံးမှသူကရှိသမျှခွေတွေအသင်းတွေအကုန်လုံးပြန်ရောပြီးတော့ remix mashup ပြန်လုပ်တဲ့ခက်ကလည်းရှိလိုက်သေးတယ်ဗျာကျွန်တော်အဲ့ဒီ DJ Anwar လား EO ကျွန်တော်တခြားမမှတ်မိတော့သူ့နာမည်ကို War တော့ပါတယ်ဗျာအဲ့ဒီသူ့ရဲ့သချင်းကိုမှကျွန်တော်ရွေးနားထောင်တယ်သဘောကျသချင်းအားလုံးပေါင်းထားတာပေါ့လေနော်ပြီးရင်ကျွန်တော်တို့ပြီးရင် Jason Derulo တို့ဘာလို့နောက်ပိုင်းကပေါ့ဒီ pop music မှာဟိုအရန်ပေါက်လာဒါပေမဲ့ပြောချင်တာကျွန်တော် music genre ပထမဆုံးကတော့ new metal နဲ့ဒီ punk rock ပဲပြီးရင် con တို့ဘာလို့နားထောင်ပါတယ်ဒီ metal rock တွေဘာတွေမှာဆိုရင် con တို့ဘာလို့လဲကြိုက်ပါတယ်ဒါပေမဲ့ကျွန်တော်လူငယ်ချာတိတ်ပေါ့ကျွန်တော်တော်တော်ငယ်သေးအောင်မူလာတဲ့ចောင်းသားအရွယ်မှာ con နားထောင်ဖို့ဆိုတော့ကျွန်တော်အနေနဲ့ကဘယ်လိုမှ noise ကိုမခံနိုင်သေးဘူးအဲ့တော့ hybrid theory တို့ Linkin Park hybrid theory အခွေတို့ life in Texas အခွေတို့ဘာလို့ဆိုတာကတကယ်ရွှေလို့ပဲဗျာအဲ့ခွေတွေကအခုကကျွန်တော်တို့အမှန်တော့ထိမ့်သိမ့်နေတာဗျာကျွန်တော်တို့ကလည်းဟိုအိမ်ပြောင်းရွှေနဲ့ကျွန်တော်တို့ပြစ်ထားတာနဲ့ဘာလဲသူများကိုပေးမိရတယ်ဗျာရှိတာပေါ့ဒါမှမဟုတ်လေရောင်းစားမိရတယ်လည်းရှိတာအဲ့တော့နှမျိုးတော့နှမျိုးစရာပဲ life in Texas အခွေဆိုလဲကျွန်တော်တို့တကယ်ဟိုရွှေလို့ပဲတန်ဖိုးရှိတယ်ပေါ့လေနော်ပြီးရင်သူတို့ documentary တွေပေါ့အဲ့ဒါတွေကလည်းတော်တော်လေးကြည့်လို့ကောင်းတယ်ပြီးရင်သူတို့ရဲ့ DJing လုပ်တဲ့ဟာတွေကလည်းကျွန်တော်လည်းအရန်ထူးခြားဆန်းပြရတယ်ပေါ့ဟိုဘယ်လောက်တောင်ဆန်းပြလဲဆိုရင်စတိုင်းခန်းလိုက်ရဲ့ခွေထဲမှာပါတယ် DJ ဖြိုးလေး break it down ဆိုရင်တော့ share ကြီးလေနော်နောက်မှလည်းကျွန်တော်တို့ဒါကြီးက for sure ကြီးဆိုတာကျွန်တော်တို့ကသိတာပေါ့တကယ်ကြောက်အဲ့ဒါတွေကDJing လုပ်တယ်ဆိုရတာကျွန်တော်တို့ခင်မှာတကယ်အဲ့ကျွမြည်တာကဆန်းနေတာဗျာဒီဘက်ခင်မှာတော့အရန်ခစ်ကောင်းသွားခဲ့ပြီပေါ့လေနော်တချို့တွေလည်းဒါကိုသိအောင်ပါအဲ့တော့နောက်တစ်ခုကကျွန်တော်တို့မြန်မာဒီမြန်မာမှာဆိုရင်တော့ဗောကျွန်တော်တဖြည်းဖြည်းနဲ့ရွယ်ရောက်လာတဲ့ခါမှာမြန်မာချင်းတွေကိုလည်းကျွန်တော်တို့ကောင်းကောင်းထိတွေ့လာပြီကျွန်တော်တို့ကငယ်ငယ်ကတော့ငါတို့က international music ပဲနားထောင်တာမြန်မာချင်းနားမထောင်ဆိုတော့စိတ်တော့မရှိဘူးဗျာကျွန်တော်တို့ကနားမထောင်ပြတာပဲရှိတာကျွန်တော်တို့တီးတွေ့ရတဲ့ပတ်ဝန်းကျင်ကျွန်တော်အကိုပေါ့ကျွန်တော်တို့ရဲ့ idol ပေါ့ကျွန်တော်တို့အကိုနားထောင်တဲ့ချင်းတွေကလည်း international music တွေဖြစ်တဲ့အတွက်ကိုဒါတွေကိုယင်တီးတွေ့ခွင့်ရနောက်မှသာဆက်ပြီးမြန်မာချင်းတွေကိုကျွန်တော်တို့ပိုတီးတွေ့ခွင့်ရတာပေါ့လေအဲ့တော့မြန်မာမှာလည်းအဲ့လိုရှိလားဆိုရင်လေကျွန်တော်ဒါလေးကိုနည်းနည်းနှိုင်းရှင်ပြတာပါ blame လုပ်တာမဟုတ်ပါဘူးကျွန်တော်တို့ခေတ်မှာကိုကြိုက်တဲ့ music taste ကိုကြိုက်တဲ့နေရာမှာသွားနားထောင်လို့ရတယ်အဲ့တခုကအားသာချက်ပဲဟိုတချင်းလုပ်တဲ့သူတွေကလည်းအခွေရောင်းရင်ကောင်းကောင်းနေနိုင်စားနိုင်ဖြစ်တဲ့အတွက်ကိုသူတို့ကလည်းအခွေလောက်ရတာအားရှိတော့သူတို့လိုချင်တဲ့ music type ကိုသူတို့ယုံကြည်နဲ့သူတို့ဟိုဘယ်လိုခေါ်လဲစမ်းသပ်ပြီးလုပ်ခွင့်ရတယ်ပေါက်သွားရင်ဆက်သွားပါလေဥပမာbig bag ပေါ့လေကြားပေါက်တို့ပါဆိုလဲကိုကြားပေါက်တို့ပါလို့ဆိုလဲဟိုသူတို့ဒီလိုပဲလူငယ်ဘဝအကြောင်းသားဘဝမှာလုံရင်းနေပဲလမ်းပေါ်တစ်ခုအခြေအနေတစ်ခုရောက်တဲ့အခါမှာသူတို့ဆက်လုပ်ခွင့်ရပါပေါ့လေနော်ဒီလိုမျိုးလို့ကျွန်တော်ထင်ပါတယ်အဲ့တော့အဲ့ခေတ်မှာကျွန်တော် pan rock တွေမှာဆိုရင် pan rock တော့မဟုတ်ဘူး emo တွေပေါ့လေနော် punk လို့လည်းပြောလို့ရပါတယ်ကိုကြားပေါက်တို့ big bag ပြီးရင်ကျွန်တော်တို့မိုးမိုးပေါ့အဲ့တုန်းကကိုမိုးမိုးရဲ့တခြင်းတွေကတကယ်ကိုကျွန်တော်တို့အတွက် hat ထိစီတယ်သူ့ရဲ့ punk rock ကလည်းအနေထားတစ်ခုမှရှိတယ် alternative တွေလည်းသူဆိုပါတယ်เนาะဒါတော့ကျွန်တော်မှတ်မိသလောက်ပေါ့လေပြီးရင်ကိုမင်းမော်ခွန်တို့ရဲ့မြေပဲယူအဖွဲ့ဆိုရင်လည်းတကယ်ကိုပေါက်ခဲ့တာပေါ့လေเนาะအဲ့တော့မြေပဲယူတို့ပြီးရင်ရှိပါသေးတယ်เนาะ antibiotic တို့ဟလာပြီးရင် acid တော့ကျွန်တော်အမှန်တိုင်းပဲမကြိုက်ပါဘူးကျွန်တော် acid ကိုနားမထောင်ပြဘူးပေါ့လေเนาะနားမထောင်ပြဘူးဒါပေမဲ့ကျွန်တော်အသေးစိတ်ကြိုက်တဲ့မြန်မာနိုင်ငံက rapper တွေမှာဆိုရင်ထားပါတော့လူငယ်တွေထဲမှာချာတိတ်တွေမှာစမ်းခန့်လိုက်ရတော့နားမထောင်ဘူးလေလူမရှိသလောက်ပါပဲပြီးရင်တော့တကယ်အဲ့လိုမျိုး hip hop တကယ်ဖြုတ်နေတဲ့သူတွေထဲမှာဆိုရင်ကျွန်တော်တို့ညီကုန်းတွေအသေးခိုက်ခဲ့တာတော့ဘာဘူးနဲ့အနက်ကပါပဲအထူးသဖြင့်တော့ကျွန်တော်တို့ကဘာဘူးကိုအရန်သဘောကျတာပါဘာဘူးရဲ့ rap တွေကိုအရန်သဘောကျတယ်ပြီးရင် pop မှာဆိုရင်တော့ကျွန်တော်တို့ရဲလေးပေါ့လေနော်ကိုရဲလေးရဲ့တခြင်းအနေနဲ့ကျွန်တော်တို့ကြီးပြင်းခဲ့ရတယ်အဲ့ခေတ်ခါမှာထွက်တဲ့ music
ဒီ quality ပေါ့လေ quality အတန်ပိုင်းဆိုင်ရာ quality တွေမှာကိုရဲလေးကတော်တော်လေးဂရုစိုက်ခဲ့တယ်လို့ပြောလို့ရတယ်ဆန်းဆိုင်းခမ်းလိုင်ရဲ့ဒီချောကလက်ရောင်ရေခဲအိမ်မလားမသိဘူးအဲ့ခွေကဆိုရင်အမှန်တိုင်းပြောရင် audio တော်တော်လေးအားနေတယ်ဒါပေမဲ့ကိုရဲလေးတို့အောင်မြင်လာထွက်လာတဲ့ခါမှာရဲလေးတို့ရဲ့သချင်းတွေကဒီကျွန်တော်တို့ melody မှာသုံးတဲ့ rhyme တွေဒီဟို punch line တွေကစဟိုအခုချိန်ဒီနားထောင်တာအဆင်ပြေသေးတယ်လို့ပြောလို့ရဥပမာအနက်ကတော့ငရင်တော့ဆိုတဲ့သချင်းတွေဆိုအခုပြန်နားထောင်ရင် punch line တွေကဘလို့မှအဆင်မပြေဘူး rhyme တွေကဘလို့မှဘာမှမဆိုင်နေဘူးပေါ့လေနော်ဒါ blame လုပ်လို့ကျွန်တော်တို့ကပရိသတ်တယောက်နေနဲ့ပြောတာဒါပေမဲ့ကိုရဲလေးတို့ကအခုချိန်ဒီနားထောင်လို့ရသေးတယ်ပြီးတော့အတန် quality ကလည်းတော်တော်လေးကောင်းခဲ့တယ်ငငယ်ဟိုးရင်တွေကကျွန်တော်သူ့အကြောင်းတော့မသိပေမဲ့သူတော်တော်လေးကြီးဆိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်ပြန်နားထောင်ရင်အဲ့တော့ဟိုကျွန်တော်ကတော့ဒီဟာတွေကိုစပြီးထိတွေ့ဝင်ရတယ်ဗောလေခုနဆက်ပြောရမယ်ဆိုရင်ဒီသချင်းတွေကိုကျွန်တော်တို့ကအမှန်မှန်ကန်ကန်အားပေးဝယ်ယူတဲ့အတွက်ကို artist တွေကလည်းလောက်ရတာအားရှိသလိုစာဝတ်နေအတွက်လည်းအဆင်ပြေတယ်ဗောလေအဲ့တော့ကျွန်တော်တို့အရင်တော့ဆိုရင် rock ကြိုက်တဲ့သူတွေဆိုရင်လည်း rock music ကိုသွားနားထောင်လို့ရတယ်အဲ့ခေတ်မှာဆိုရင်လည်း rock band တွေအများကြီးရှိရအောင်လေးဖြူတို့ဟလာအငဲတို့ဘာလို့ဆိုရင်ဒါထိတ်ဆုံးကလူတွေတို့ပြောလို့ရပြီးရင်ဇော်ဝင်းထွတ်တို့နော် Emperor band တွေနော် IC တို့ဒါတွေကထိတ်ဆုံးကပြီးရင်ကျွန်တော်တို့ pop rock လို့ဟာမျိုးတွေဆိုရင်ကိုအားစာနီတို့ဘာလို့လဲနားထောင်လို့ရတာဗောလေအများကြီးရှိရဇော်ပိုင်းတို့ဘာလို့ဆိုရင်ဒါ pop music တွေဗောလေ slow pop တွေပါညာနားထောင်လို့ရတယ် master guri မှာဆိုလဲကိုကြိုက်တဲ့ချင်းတွေရွေးနားထောင်လို့ရ hip hop ဆိုလဲကျွန်တော်တို့ဒီကိုလင်း H-ray တို့ရဲ့အဖွဲ့တွေပြီးရင်သားစစ်တို့အဖွဲ့တွေတောင်ရှိလိုက်တယ်နော်အောက်ဆီဂျင်သူတို့ဟာတွေလဲကျွန်တော်တို့နားထောင်ခဲ့ရတယ်ဟိုအများကြီးရွေးပြသိလားကိုကြိုက်တဲ့ music ကိုလက်ညှိုးဆို alternative လား alternative ဆိုဟိုဘက်ကိုသွားကြည့်ကြည့်လိုက် alternative မှာဒိုးလုံးလို့ရှိမယ်เนาะကျွန်တော်ဟို artist name တွေဖြစ်တဲ့အတွက်ကိုတွေပါတိတ်မတက်မိရင်ခွင့်လို့ပါကျွန်တော် artist name ဖြစ်တဲ့အတွက် artist name အတိုင်းပဲကျွန်တော်ခေါ်တာပါเนาะဟိုဒါပေမဲ့ကိုကြားပေါက်တို့ဘာလို့ကြတော့ဘာလို့ကိုတက်ခေါ်လဲဆိုအပြင်မှာလဲကျွန်တော်မြင်ဘူးတွေ့ဘူးတယ်ကျွန်တော်တို့ senior လို့ဖြစ်နေတော့ဟိုကျွန်တော်တရားလေးသားသမှုနဲ့ခေါ်တာလေလေးသားသမှုဆိုတာထက်ပေါ့ဟိုကိုနဲ့တိသွားတဲ့အကိုတယောက်လို့ဖြစ်တဲ့အတွက်ကိုတက်ခေါ်တာပါเนาะအဲ့တော့ဒိုးလုံးတို့ဘာလို့လဲရှိတာဗောလေဒီ alternative မှာ the ants တို့ဘာအများကြီးပဲဗျာအများကြီးပဲခင်ဗျာကြိုက်တဲ့ music taste ကိုခင်ဗျာကြိုက်တဲ့အခွေသွားဝယ်လို့ရတယ်အခုဘက်ခေတ်ကြလူငယ်ကြတော့သွားနာထောင်လို့တော့ရတယ် YouTube တွေပါမှာလဲ platform အစုံတွေရှိပေမဲ့ဟိုအလောက်ထိတွင်တွင်ကြဲကြဲကြီးပေါ့လောက်ထိသူတို့တွေအားမဆိုင်ထုတ်နိုင်ဘူးထူးသဖြင့်ဆိုရင်ကျွန်တော်တို့ metal band တွေဆိုရင်ဟိုမြန်မာနိုင်ငံမှာရှိရရှိသေးရဲ့လားတော့ပြန်မေးရဒါပေမဲ့ရှိတယ်ဒါပေမဲ့အကုန်လုံးကအလုပ်ကိုစီဖြစ်တယ်ဒါကလည်းကျွန်တော်ကဒီကျွန်တော်အတိမိတ်ဆွေအကိုတွေ metal band တွေကဒါမြန်မာနိုင်ငံမှာ1 2 3ဝင်တယ်လို့ပြောလို့ရတဲ့အဖွဲ့တွေပေါ့လေနော်ဆိုတော့1လို့တော့ပြောလို့ရတယ်သူတို့ဆိုရင်ဘန်ကိုဆက်လက်တည်တန်းလို့မရတော့အောင်ပဲသူတို့တိုင်းပြည်ခြေနေကျွန်တော်တို့စီးပွားရေးခြေနေတွေဒီ covid တွေဘာတွေထားပါတော့လေအကုန်လုံးကဘဝခက်ခဲအရွယ်တစ်ခု30ကျော်လာတဲ့ခါမှာအကုန်လုံးကlive career တွေကိုရွေးရတာပေါ့လေနော်အဲ့တော့သူတို့တွေကချို့တွေတင်းမောထွက်သွားကြတင်းမောတက်ကြတယ်နိုင်ငံခြားထွက်သွားကြတယ်ချို့ကြအလုပ်ဝင်ရတာတွေဝန်ထမ်းလုပ်ရတာရှိလာတဲ့အခါမှာဒီဘန်ဆက်လက်ရက်တည်ဖို့မဖြစ်နိုင်တော့ဘူးအမြဲတမ်းဘန်ဆိုတာလေကျွန်တော်တို့ကဗျာဟို music band ကအမြဲတမ်းချင်းတိုက်နေမှာချင်းတစ်ပုတ်ကောင်းအောင်ထွက်လို့ရတာဆိုတော့ဘလို့မှသူတို့တွေ brainstorming နေအစဉ်ပြေတော့မယ်မထင်ဘူးပေါ့လေအဲ့တော့တချင်းတွေကကျဲလာတယ်ရှားလာတယ်နားထောင်ရတာလူငယ်တက်သစ္စာတယောက်လောက်လှုပ်လိုက်တယ်ပြီးရင်ဖျောက်သွားကြတယ်အလုံးဝင်လှုပ်ရတယ်ဒီလိုနဲ့ပဲကျွန်တော်တို့နိုင်ငံရဲ့ music industry ကပေါက်တဲ့နောက်ကိုပဲလိုက်ရတဲ့အခြေအနေဖြစ်လာတယ်ပေါ့ဟို blame တယ်ဆိုတာထက်ကိုကျွန်တော်ကဒီဈေးကွက်ပြတ်နေရလို့ပဲပြောချင်တယ်အခုဆိုရင်ထားပါတော့ကျွန်တော်တို့ဒီhype trap တွေလို့ပြောမလား trap တွေအရန်ခစ်စားလာတယ်ပြီး UK drill တွေပြီးရင်ကျွန်တော်တို့ဒီ auto tune တွေနဲ့သုံးရတဲ့ကျွန်တော်တို့ hip hop တွေကျွန်တော်ကိုယ်တိုင်လက်ရှိချိန်အတန်သွင်း auto tune တွေကျွန်တော်ကြိုက်ပါတယ်အခုဆိုလဲ Playboy Cardi တို့ဒီ Travis Scott တို့အဲ့လိုပုံစံမျိုးတွေပဲ Yeep တို့သူတို့အထာမျိုးတွေပေါက်တယ်ဆိုရင်ကျွန်တော်နိုင်ငံမှာလည်းအဲ့လိုမျိုးတွေလောက်ကြရင်လူငယ်တွေကလည်းအဲ့လိုချင်းပဲနားထောင်တော့တယ်ဆိုတော့ဟိုကျွန်တော်တို့ဒီဘက်မှာindie rock လုပ်တဲ့လူတွေ indie pop လုပ်တဲ့ indie တောင်မှမနိုင်မြန်ပြန်ပြီးခစ်ထလာလေလို့ပြောလို့ရတယ်နော်အဲ့တော့ဟိုတချင်း music taste တွေကဆုံဆုံလင်းလင်းကျွန်တော်တို့သွားနားထောင်နေဥမာ rock နားထောင်မယ်ဆိုဘာသွားနားထောင်ကြမလဲကဲအခုဆိုရင်တော့ rock ကိုတကယ်အဲ့လိုကျွန်တော်တို့ Korean Moon တို့လိုတကယ်ထုတ်ပေးမဲ့rock quality ထုတ်ပေးမဲ့ဟာဆိုရင်ကျွန်တော်မျက်လုံးနဲ့မြင်တာဆိုရင်အဲ့လို internet coach ဆိုရင်တော့ဒါ mainstream ပေါ်မှာရှိနေတယ်သူပေါ့လေပြီးရင်ဘယ်သူရှိလဲပေါ့ကျွန်တော်ပြော rock music ကိုတကယ်အဲ့လိုလုပ်နေတာဒါတော့မှဟို EDS က EDS ပါပဲเนาะကျွန်တော်တို့အမြဲတမ်းပြန်လူချင်းတဲ့ band ပါချိန်မရွေးပြန်ခေါ်ပဲ EDS ကိုပဲပြန်လူချင်းပါအဲ့လိုတော့ပြောလို့ရတော့တဲ့အထီကိုကျွန်တော်တို့ကလွှမ်းမိုးမှုရှိခဲ့တာဆိုတော့
အဲ့လိုမျိုးကျွန်တော်တို့နားထောင်စရာသိပြီးတော့စုံစုံလင်းလင်းမရှိတော့ဘူးပေါ့ metal ဆိုရင်ခုနောက်ပိုင်းအစ်စ်ဘာနားထောင်ကြမလဲကဲတော်တော်ကြီးကျွန်တော် underground ထိသွားရမယ် metal band နေတဲ့ထိစပ်မှုရှိတဲ့လူတွေ metal ချင်းတွေကိုအမြဲတမ်းမပြတ်နားထောင်တဲ့သူတွေရှိမှပဲကျွန်တော်တို့ကဘာချင်းတွေထွက်လဲဆိုရင်မေးလို့ရမှာဗျာမဟုတ်ရင်ကျွန်တော်တို့ stream ပေါ်မှာတက်မလာဘူးဥပမာကျွန်တော်တို့ထားပါတော့အခုဆို flow တို့ဘာလို့ရှိမယ် flow တို့ဘာမှမတကယ်ဘယ်လိုရှာကြမလဲဘယ်သချင်းကပိုကောင်းလဲကျွန်တော်တို့ဘယ်လို recommend နေမှာမရှိနေဘူးเนาะအကုန်လုံးကထိတ်ဆုံးအချင်းတွေလောက်ပဲကျွန်တော်နားထောင်ပြကြမယ်ထင်ပါတယ်အထူးသဖြင့်တော့ slow pop တွေ pop rap တွေပြီး hip hop တွေဒါအပြင်မရှိတော့ဘူးလေเนาะအဲ့လိုဆိုတော့ stream ပေါ်မှာလည်းဒီဟာပဲလူတွေကြိုက်ကြတယ်ဒါပဲနားထောင်ကြတယ်ဆိုတော့တခြား music genre တွေဆိုကျွန်တော်တို့ထက်တဲ့ဝင်တည်ရသူတွေကိုပဲမေးတာမျိုးဒါမှမဟုတ်လည်းတော်တော်ရှာပြီးတော့ပဲနားထောင်တာမျိုးမှရမယ်လို့ထင်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ကဒီနေ့ပြောပြဟာဒီကကျွန်တော်ငယ်ဘဝကိုငယ်မူပြန်ပြီးတော့ကျွန်တော်ငယ်တုန်းကအကြောင်းလေးကို bipolar podcast ပေါ့လေစိတ်အားတက်ကြွနေတဲ့အချိန်မှာကျွန်တော်မီးထိုးမှန်လို့လုပ်ပြီးတော့ကျွန်တော်ပြောကြည့်ရပါအဲ့တော့ပရိသတ်တွေကရောဘလို့သချင်းနေနဲ့ကြီးပြင်းခဲ့ရလဲဘလို့သချင်းတွေကြောင့်အမှတ်တရတွေရှိခဲ့လဲကျွန်တော်လည်းသိချင်ပါတယ်အဲ့တော့ comment မှာမှန်လို့ရပါတယ်ကျွန်တော် YouTube မှာရော Facebook မှာတင်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်း like and follow လုပ်ပေးပါYouTube မှာဆိုရင်လည်း like and subscribe လုပ်ပေးပါပြီးရင်ကျွန်တော်နဲ့အတူတူအမှတ်တရတွေကိုမျှဝေဖို့အတွက် comment လေးမှန်ခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေဗျ